ဖိုးကြီးတူသည်လူနေတိုက်ရှိအများပိုင်မြေကွက်လက်ကိုသူ၏ကိုပိုင်ဟင်းသီးဟင်းရွက်ဆိုင်ခင်အဖြစ်တင်ပိုက်လိုက်ပါသည်38ဒီဂရီစင်တီဂရိတ်ရှိသောအပူရှိန်ပြင်းပြင်းအောက်တွင်သူသည်ကျွန်တော်ပြတင်းပေါက်အောက်၌နွားချီခေါ်တဘာဝမျောစာများကိုနေ့စဉ်ဖြန့်ထားသဖြင့်အနှံ့ဆုံးများနှံ့စောနေပါသည်သူသည်အိမ်ကြီးချင်းများ၏ဝီချက်ကူးတဲတွင်လည်းဘသူကများလာပြောရဲသေးလဲငါမှနှလုံးရောဂါရှိတယ်မင်းတို့အိမ်ရှိမှတေးပြလိုက်ရမလားခုကျင်းဝါထားသဖြင့်တိုက်တိုက်လုံးမှအိမ်ကြီးချင်းများကသူ့ကိုကြောက်၍အလျှော့ပေးထားကြသည်သို့တော်ကျွန်တော်ကမူထိုလူမိုက်ကြီးကိုအလျှော့မပေးလို့ပါသူကတဘာဝအတိုင်းဖြစ်သည်ကိုကြိုက်သည်ဆိုသဖြင့်ကျွန်တော်ကစိုက်ခင်းထဲသို့ပိုးကောင်များကိုပြစ်ချပေးလိုက်ပြီးသူ၏ကော်ဖီထုပ်များကိုညာရင်ချင်းစားခိုင်းလိုက်ပြီးထို့နောက်ငှက်စာများဖြန့်၍ငှက်များကိုခေါ်လိုက်ရစိုက်ခင်းတစ်ခုလုံးငှက်ချေးများဖြင့်ပြည့်သွားခဲ့သည်သူကတန်ဆူးကျိုးဖြင့်ခြံစည်းရုပ်ခတ်ထားသဖြင့်ကျွန်တော်ကကြွက်စာများကျွေးလိုက်ရကြွက်များကိုမြင်တော့အတော်ကြီးများအဖွဲ့ကစိုက်ခင်းကိုအမြင့်ပါမကြံဆွဲနှုတ်ပစ်လိုက်ကြသည်နောက်ဆုံးတွင်ကြောင်ကတိုးပင်များဖြန့်လိုက်သဖြင့်တရက်ကွက်လုံးရှိလေးလွင့်ကြောင်များကသူ၏စိုက်ခင်းကိုအများသုံးအိမ်သာဖြစ်ပြောင်းလဲပစ်လိုက်ကြသည်တနင်္ဂနွေနေ့တရက်တွင်အိမ်ကြီးချင်းများ group ထဲ၌အဖိုးကြီးဆုံးကအတန်ဖိုင်များပို့လိုက်ပြီးစိုက်ခင်းထိန်းသိမ်းရေးစည်းကမ်းချက်များကိုထုတ်ပြန်လိုက်ပါသည်သူကအိမ်ကြီးချင်းတို့တဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးဖို့နဲ့ကျွန်တော်ကျမရေးအတွက်မြေကွက်လက်ကိုစိုက်ခင်းလုပ်လိုက်ပြီးအောက်ပါစည်းကမ်းတွေကိုလိုက်နာပေးကြပါဟုဆိုသည်စည်းကမ်းချက်များမှာတမနက်ညတိုင်းတဘာဝမျောစာကျွေးမိဖြစ်ရာထိုအနှံ့ကိုလာမီကြရန်နှင့်ဒုတိယထပ်မလူများဝရန်တာတွင်အဝိလန်း၍ရေးဆက်မချရန်သုံးခွေးကြောင်းပါကစိုက်ခင်းနှင့်ဝေးဝေးမှသွားရန်ဖြစ်ပြီးအပင်များကိုလာသေးပန်းပါကကြက်သက်စေးကျွေးတက်မီဖြစ်ကြောင်းနှင့်လေအပေါ်မှပစ္စည်းများပြစ်မချရန်တ िश ူးစတစကြလာလင်းတွင်ရဲတိုင်မီဖြစ်ကြောင်းတို့ဖြစ်သည်ကျွန်တော်ကလည်း group ထဲတွင်စွန်ကြီးခမားဆိုင်နေတဲ့မြေပေါ်မှာခမားနာမည်ရေးထားလို့လားတတိုင်းလုံးကပတ်စံစုပြီးခမားအတွက်ဂူပေးမှန်ဆောက်ပေးရမလားခမားပြောတဲ့တဘာဝရနန့်ဆိုတာနွားချီးနဲ့လေခမားအိမ်ထဲကိုပန်ကာနဲ့မှုတ်ပေးရမလားဟုပြန်ပြောလိုက်ပါသည်အဖိုးကြီးစွန်ကမင်းပဲခန်းကလည်းလူကြီးကိုမယိုသေးဘူးလားငါနှလုံးထဲမှာစတီပိုက်နှစ်ချောင်းထည့်ထားရတာငါ့ကိုတခုခုဖြစ်အောင်လုပ်ရင်မင်းအိမ်ရှိမှလာတော့ကြည့်ပြမယ်ဟုဒေါသတကြီးပြန်អော်ပါသည်နောက်ရက်တွင်နွားချီးနှန့်ကြောင့်လိုးလာသဖြင့်ကျွန်တော်အောက်ဆင်းသွားပြီးခမားယူနေတာလားဒီလောက်ပူနေတဲ့ကြားတဲ့နွားချီးတွေလာဖြတ်နေတာလူတွေဘလို့နေမလဲဟုသွားပြောရသူကနေချင်းမျက်စိမိတ်နေတာငါမြေပဲငါမြေပေါ်မှာငါမျောစာကျွေးရမင်းနဲ့ဘာဆိုင်လဲမင်းတက်နိုင်ရင်ငါချန်စီယိုကိုလာဖြတ်လေးဟုဆိုကချက်ချင်းရင်ဘက်ကိုဖိပြီးမြေကြီးပေါ်လဲကျကဟန်ဆောင်ဟစ်နေပါသည်အိမ်ကြီးချင်းတယောက်ကနှာခေါင်းကိုပိတ်လျက်ကျွန်တော်ကိုလာရောက်တတိပေးနေသည်သူကညီးတွားရင်းဤမြင်ညီထက်ကအဖိုးကြီးသည်နှလုံးရောဂါကိုအကြောင်းပြကလူလဲကျတဲ့ကြောင်ပြောပြသည်အဖိုးကြီးသည်ရခင်ကလည်းသူ့ကိုလာရောက်တားဆီးသောလုံခြုံရေးဝန်ထမ်းကိုမြေကြီးပေါ်လဲကျဟန်ဆောင်ကငွေညစ်ခဲ့ဘူးသူဖြစ်သည်ထို့ကြောင့်ပြဿနာမတက်ချင်ရင်သတင်းပေါက်ကိုသာတေချာပိတ်ထားလိုက်ရန်သူကအကြံပေးသည်ထို့အဖိုးကြီး၏အရှက်မရှိသောမျက်နှာပေးကိုကြည့်ပြီးနောက်ကျွန်တော်သည်အကျိုးအကြောင်းပြောပြနေခြင်းမှာအချိန်ကုန်ယုံသာရှိမည်ကိုသဘောပေါက်သွားသည်ဒီကဲ့သို့သောလူစားမျိုးကိုပညာပေးရန်အတွက်ကျွန်တော်သည်အိမ်ထဲသို့ပြန်ဝင်ကတကားများကိုအလုံးပိတ်လိုက်သည်ထို့နောက်ဖုန်းထဲရှိဈေးဝယ်အပ်တစ်ခုကိုဖွင့်လိုက်ပြီးခင်ဗျားကတဘာဝအတိုင်းဖြစ်တာကိုကြိုက်တယ်ဆိုတော့ကျွန်တော်ကဖြည့်ဆည်းပေးရမှာပေါ့ဟုတွေးတော့ကကျွန်တော်ဒီငွေ35ရွမ်သုံးဆွဲကဟင်းဒီဟင်းရွက်ပင်များ၏ရန်သူတော်ဖြစ်သောပိုးကောင်ကြီးနှစ်ဘူးနှင့်ခယူပတ်အမြောက်များကိုမှာယူလိုက်ပြီးပိုးကောင်များသည်တဘာဝအတိုင်းဖြစ်သည့်အပြင်အဖိုးကြီး၏စိုက်ပျိုးရေးမူဝါဒနှင့်လည်းအပြည့်အဝကိုက်ညီနေသည်နှစ်ရက်အကြာညတကောင်ရဲ့အချိန်တွင်ကျွန်တော်ဒီလက်အိတ်ဆုပ်ကဝရန်တာမှနေ၍ထိုပိုးကောင်များနှင့်ခယူပတ်များကိုအဖိုးကြီး၏စိုက်ခင်းထဲသို့မျိုးစေ့ကျဲတကယ်သို့ဖြန့်ချလိုက်ပြီးထိုညတွင်ပိုးကောင်များကအပင်များကိုငင်းရီရှက်ရီစားတောက်နေသည့်အတန်များကိုကြားရောက်ရင်းကျွန်တော်ကျေနပ်စွာအိပ်ဆက်ခဲ့သည်မနက်လင်းသောအခါအဖိုးကြီးစိုး၏ဆူဆူဝါဝါအော်ဟစ်တန်ကတိုက်တစ်ခုလုံးကိုဟိန်းသွားစေသည်ဘသူလောက်တာလဲငါကော်ဖီထုတ်တွေကုန်ပါပြီဟုသူကယူမတက်အော်ဟစ်နေချိန်တွင်ကျွန်တော်ကတော့ဝရန်တာမှာကော်ဖီတစ်ခွက်ကိုအေးလူလူတောက်ရင်းသူ့ကိုအပေါ်စီးကနေငုံကြည့်နေခဲ့ပါသည်